ပဲနော်ဟုတ်ကင်ပေးလို့ပြောတာဟုတ်ကင်လားနည်းဆက်ချတယ်နည်းဆက်လေးချတော့အမှန်25ရှူတန်းချိန်ပြီး white rice ရဲ့ဒီချမ်းရှိဟောဆိုင်တော့တေးချကိုချက်ဟာလေအမှန်25ရှူတန်းချိန်မီးပွားဒီ rice ရဲ့ဒီချမ်းစားတော့ဆိုင်ရှိရတယ်အဲ့ဒါပါခက်ဖက်ရှိပြောအဲ့ဒီဆိုင်မှာခက်ဖက်ရှိဟိုကအလုပ်ရှောက်ပြောတာတရားမဟုတ် ဟုတ်ကျွန်တော်ပဲဟုတ်တော့ဟောကြားတယ်ဘာလို့မရအောင်ညာမှာနော်ကျွန်တော်ကအလုပ်လက်ဆက်တာဗျချက်စားလေးရှာလို့အဲ့ဒါဘာရောလောက်လားလောက်ဒီမှာမှတ်တော့တော့အဲ့ဒါဆိုလို့ရှိရင်နည်းအယောင်စကီးလေးတစ်ချက်လောက်ကြည့်ပါရဒီက9နိုင်ဆိုတော့9နိုင်ကနေ12နိုင်အတွင်း10တယ်လောက်ရှောင်းနိုင်ရစစ်ချာအားဆိုလိုက်ဟုတ်ပြီအဲ့ဒါဆို9နိုင်ကနေ12နိုင်အတွင်း10တယ်လောက်ချက်ကြောင်းအယောင်စကီးလေးကြည့်လိုက်ဒီအယောင်စကီးလေးရန်ကောင်းနေဆိုလို့ရှိရင်ဘယ်လိုခံဘလို့စေရောဒီတရားလို့ဆင်ရဟုတ်ရတယ်လို့ဆင်ရမယ်เสียอะไรอย่างရှိနေပြီလို့အဲ့ဒီဘက်ဒီလိုလေးမိုက်မှာဒါနဲ့ဆိုရင်အမလည်းလိုက်တယ်နော်ဒီကနော်ဒီလို t-shirt တွေကကြတော့အမခေါင်းလေးကိုလည်းပေးရတယ်မပေးချင်ကျွန်တော်ပေးရနော်ဟုတ်တယ်နော်အဲ့ဒါမှမိုက်ပါခင်ဗျာလေးအော်အားနာဆရာကြီးကျွန်တော်ပြန်ခါလိုက်မယ်အတော့ယူနော်ဆရာတော့ခင်ဗျာလေးဒီမှာလေးရတာမင်းကြီးတယ်အမလည်းဆိုရင်လိုက်မှာလို့ပြင်သွားဖို့ပါအားစားလို့ရတယ်ဘောနန်မြို့မှာ local brand တွေနဲ့ sneaker တွေအောက်ဖြစ်နေတဲ့လေးတွေကိုရှိရဲဆိုရင် fashion show လာကိုဖိတ်ခေါ်ပါတယ်။အဲ့စာကြတော့အခက်